နားဆင်ကြသူအားလုံးမင်္ဂလာပေါင်းနဲ့ခညောင်းကြပါစေရှင်။ဆရာမစပယ်ဖြူနုရဲ့ Story Corner မှာဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။ဒီနေ့မှာဆက်ပြီးကျမနှင်းစီနီနီနဲ့အတူနားဆင်ခန်းစားရမယ့်ဝတ္ထုရှည်လေးကတော့ရှေ့တုန်းကကံကောပွင့်တွေအပိုင်း30ကီတီထံကဖုန်းဝင်လာချိန်တွင်လင်းဒီလှိုင်သာယာဘက်ကပြန်ထွက်လာသည့်ဘတ်စကားပေါ်ဝေကားပရင်ပြင်သို့စိတ်မက်မဲ့ငေမော်ရင်လိုက်ပါလာခြင်းဖြစ်သည်။မှောင်ရီပြိုခဲ့ပြီ။အမောင်ဦးကချင်းနှင်းဝင်ရောက်ခဲ့ပြီ။လမ်းမီတို့ပင်လင်းကျင်းနေပြီ။ဂိတ်ကစထွက်လျင်ရင်ကျော်မကျက်သေးသည့်လမ်းကျော်မှုကားရှိန်မှခက်ပြင်းပြင်းနောက်တော့ရင်ထူတက်ရာသို့ရောက်သည့်အခါအရှိန်လျှော့သည်ရန်ခါတော့တရိပ်ရိပ်ရွှေသည်ဆက်ပြားသည်ဘတ်စကာမှတ်တိုင်နှင့်နီးကပ်လာတိုင်းခရီးတစ်လျှောက်တည်ရှိရာမှတ်တိုင်အချို့ကိုနှုတ်တိုက်ရွက်ခါလူခေါ်လျက်ကားသည်ဆင်းသူသိမရှိတက်သူနည်းနည်းကားမှတ်တိုင်တစ်ဝိုက်တွင်ရက်လျက်ကြံရည်သူများထံငေးသည်တက်လာသူများထံငေးသည်စင်စစ်ဘယ်ရာကိုမှတဲကွဲစွာမမြင်တနေ့ကင်းလုံးစိတ်ထွေပြားပုံကိုသာတရိယာနေသည်ညကတညာလုံးငိုခဲ့တာကြောင့်လင်းဤမျက်လုံးများမှာမို့ဖောင်းနေရလျက်ပြပွဲနားထားသောရက်မို့သာတော်ပါသေးသည်ပထမတော့ခွင့်ယူမည်ပြင်သည်သို့တော့အိမ်မှာကေတီလည်းရှိမည်မဟုတ်တယောက်တည်းနေတာထက်အလုပ်သွားတာကပိုကောင်းလေုံမည်ကေတီကလည်းဒီလိုပင်ယူဆသည်နောက်ဆုံးတော့ပြကန်သို့ရောက်လာသည်ပြကန်ခြံဝင်းထဲကပန်းပင်များသည်လင်းကိုနှုတ်မဆက်သာလင်းသည်ငိုင်သောမျက်နှာနှင့်ပင်ခြံထဲသို့ဝင်သည်ပြကန်းတကားကိုဖွင့်သည်ပြပွဲမရှိသောရက်များ၌ပြကန်းတွင်တင်နေကြမြင်နေကြပကြေကားချက်တို့သည်မှိုင်းသောအသွင်ဆောင်နေသူလင်းအားအံ့အားတင်နေကြဟန်ရှိသည်လင်းဤတိတာလှသောမျက်နှာနှင့်ပတ်သက်၍ခင်ဆန္နာရောကြော်ဦးပါအလိုက်တသည်တခွန်ပင်မမေတညလုံးအိမ်မပျော်ခဲ့သောလင်းအတွက်အလုတ်ခွင်ဤတနေ့တာမှရှေလျားလွန်လာသည်နောက်တစ်ပတ်ပြပွဲအတွက်လောက်ကင်စရာများစီစဉ်ရသည်တကယ်တော့ခင်ဆန္နာကိုလွှဲလိုက်လဲရတာပဲသို့တော်သူစိတ်မအားလက်ချင်းညနေဆောင်လျင်တော့လှုပ်ဖော်ကင်ဘတ်တို့ကိုနှုတ်ဆက်ခါပြန်ရသည်စောက်လို့ရေးမှတ်တိုင်မှဘတ်စကားတက်စီကမြင်းနေကုန်းမှဆင်းသည်အိမ်ပြန်ရမလားဟင်းမပြန်ကျင်သေးပါဘူးနောက်တော့ဝေါကနေထိုးဆိုင်သောလိုင်းငါးတစ်စီးပေါ်လှန်တက်လိုက်သည်ဘာရည်ရွယ်ချက်မှမရှိအ ਨੇ ဆုံးတော့အိမ်မပြန်ရသေးလေကောင်းတာပဲအိမ်ရှိရာလမ်းသည်လင်းအတွက်နာကျင်မှုကိုပေးလိမ့်မည်ကော်ဖီဆိုင်ရှိကဖြတ်ရမှာဆိုတာကြောင့်အခြားလမ်းတွေကပတ်ဝင်ရလျင်ဒါသည်ပင်လင်းဤဝမ်းနေတိမ်ငယ်မှုဖြစ်လိမ့်မည်အခုခဏတော့လင်းတွင်ဒီမျှမကြောမှုမရှိသည်စူးစားရအောင်မည်လိုက်ပါလာသောဘတ်စကာလှိုင်သာယာအဝေးပြေးတွင်ဂိတ်ဆုံးသောခရီးပြန်စားမည့်ကားပေါ်ပြောင်းတက်သည်စပြားသည်လင်းကိုအံ့အားသင်ဟန်ရှိသည်အလားတုံးကလိုပင်ပရင်းတက်တဲ့တွင်ထိုင်ငါငေးသည်စပင်တို့သည်လွင်လျက်မျက်လုံးရိပ်တို့မှလွင်လျက်စိတ်မှလည်းလွင်လျက်မင်းညကရောဒီနေ့ပါမလုံးမိအောင်ရှောင်ရှားနေခဲ့သောအရာများတွင်မိမိထံဖုန်းဆက်ခြင်းပါသည်မိမိအတန်ကိုကြားလျင်ငုံမိလိမ့်မည်ဟန်ဆောင်နိုင်မည်မဟုတ်ရှိုက်ကထက်ငုံမိမည်မိမိသမီးဟာမိမိလိုပဲချစ်ချင်းမေတ္တာမှကံမကောင်းခဲ့ပါဘူးမိမိကတော့ဖေဖေမေတ္တာကိုပြန်ရခွင့်ကြုံသေးတယ်လင်းမှာသာလင်းသည်ပထမတော့ဖုံးမြည်နေသည်မထင်ရွဝဲလာသောမျက်ရည်တို့လိမ့်ကြမီဆိုထိတ်နှင့်ခေါင်းမော့နေကတချင်းတန်တစကြားသည်အတိတ်ကတချင်းတန်ကိုပြန်ကြားရောင်မိသလိုထင်နေသည်နောက်တော့မှဖုန်းတုံခါမှုကိုသတိပြုမိကအိတ်ထဲကဖုန်းထုတ်ယူလိုက်ရသည်ကီတီရဲ့ဘယ်ရီလျှောက်သွားနေတာတော့စပီယာအော်ရာတမိုင်းဆိုလား
တမိုင်းနဲ့ဘာဆိုင်လို့တော့လင်းပင်သက်ရှိုက်လိုက်ပါသည်ကေတီကိုစိတ်ပူစေမိပြီငါကပတ်စည်းနေတာခုပဲလှိုင်းသားရကပြန်လှည့်လာတယ်ငါထင်တယ်နင်ပေါက်ကြရတွေရှောက်လို့တော့မယ်ဆိုတာအခုဘယ်ချင်းရှိနေပြီလဲလင်းရဲ့မှောင်လာပြီ9 နာရီပဲရှိပါသေးတယ်မမှောင်ပါဘူးမိတွေလင်းလို့နင်ငါ့ကိုစင်ကြင်မပေးနဲ့လင်းရဲ့အိမ်ပြန်လာပါနင်စိတ်ထင်ရတယ်ရှောက်သွားမနေနဲ့ငါဘလောက်စိတ်ပူရတယ်မှန်လေကေတီတန်မှာငိုမလို့တုံခါလျက်လင်းဤငကိုကကြားလူစဲစဲမျက်ရည်တစပါးပြင်ပေါ်စီကြလာပါသည်။အော်တငယ်ချင်းမြတ်တာကဒီလောက်အေးမြသလား။တငယ်ချင်းကပို့လို့ပူပင်တတ်သလား။ညကတညလုံးကေတီလဲကောင်းစွာမအိမ်နိုင်ရှာပြီ။ငိုရှာ၍သာနေသောလင်းဤအနီးမှာည2 နာရီကြော်ချိန်ကမှလင်းအတင်းကျပ်အိတ်ခိုင်းတော့မှသာမငိုတော့ပါဘူးဂရိပေဆိုကအိတ်တော်သည်မငိုပါဘူးဟာဟုလင်းဂရိပေခဲ့သည်တယောက်တည်းအခန်းထဲကြံခဲ့သည်မငိုပါဘူးလေမျက်ရည်တွေသူ့လိုကြာလာတာတော့ဘလို့လုပ်ရမလဲအခုပြန်လာမယ်လို့ငါ့ကိုဂရိပေပြန်မလာဘူးဆိုရင်ငါအန်တီမွန်စီဖုန်းဆက်မှာနော်ဟာကစ်တီကလည်းမဆက်ပါနဲ့မမေကိုမပြောပါနဲ့ဆိုအေးပါငါလည်းမပြောချင်ပါဘူးဒါပေမဲ့နင်ငါ့ကိုစိတ်ပူအောင်ရှောက်လုံနေတော့ပြောရမှာပေါ့ရန်ကုန်မှာနေကငါနဲ့နေတာငါမှတာဝန်ရှိရဲ့မမင်းကြီးမရဲ့မျက်ရည်ကျလျက်ကတစ်ချက်ပြုံးလိုက်တော့လင်းကိုစောင့်ကြည့်နေသူသာရှိလျင်တော့အယူထင်ပြီခေါင်းကိုငုံချလိုက်တော့စပင်တို့ကမျက်နှာကိုအနေငယ်ကာလိုက်ပြီအေးပါအခုသမိုင်းရောက်တော့မယ်ငါမြင်းဒီကုန်းရောက်ရင်ဆင်းမယ်ဟာဂရိပေးတယ်ကေတီဖုန်းချလျင်တော့လင်းသည်မျက်ရည်စမချောက်တချောက်ပါပြင်ကိုတစ်ရှူနှင့်တို့တုပ်သည်နောက်လမ်းညာဘက်မြင်ကွင်းသို့ငေးမြဲငေးနေသည်စွန်မိုးဆက်များတဖွဲဖွဲကြားလျက်ရှိပြီလမ်းဘေးဝဲရာပလက်ဖောင်းတစ်လျှောက်မှာတော့ထီးဆောင်ကထမင်းကြိုင်လက်ဆွဲကအိမ်ပြန်သူများမဖြတ်လို့သောလမ်းကိုကွေ့ပတ်ခါပြန်ရလဲရှိပါစေတော့အိမ်မဲပြန်มาတော့မည်အ ਨੇ ဆုံးတော့အရင်ခံစိတ်နှင့်ချစ်ခင်သူရှိရာအိမ်နှင့်တူသောအိမ်ရိပ်မှပြန်ခိုးရလျင်တရက်ထက်တရက်တန်ရာပူသက်တာလာလောက်ပါရဲ့သွားတော့ဆိုသည်မှာတခဏအတွက်ရည်ရွယ်သလားတဘွားအတွက်ရည်ရွယ်သလားလင်းကတော့တဘွားစာအတွက်ထွက်လာခဲ့ပြီရက်ပေါင်းများစွာစိစက်လဲမပြေတော့မီအကြောင်းရှိရာနှင်းစီတော်ကိုကြော်ခိုင်းခဲ့ပြီနှင်းစီတော်ကသစိမ်းဆန်သည့်ရနန်းတို့ကိုလည်းတီးခံရှူရှိုင်မနေတော့ပြီမတူညီရာဘဝကိုစီမှုတစ်ချိန်ချိန်ဝေးကြရမည်ဆိုလျှင်အခုချိန်ကလေးကသာတိကနေပြက်တောက်ဝေးကွာပါရစေတော့နောက်တစ်ချိန်ဖုန်းမြည်တော့လေလင်းသည်အတွေးnorမှာနှစ်စိတ်နားတယ်ဝင်လာပြန်သည်မှာတစ်ချိန်နားထောင်တိုင်းတစ်ချိန်လွမ်းမြေຫນွေဦးကန်ကောဖုန်းမျက်နှာပြင်မှာထင်းလင်းပေါ်သောနာမည်ကိုတွေ့တော့အံ့အားသင့်သည်အကပြောထူးထူးဆန်းဆန်းပါလားမရွှင်ရွှင်အောင်အားထုတ်ထားသောလေသံဖြင့်လင်းဆိုလိုက်ပါသည်ခုချိန်ထိအာကကိုလင်းဤအဖြစ်ပြက်များအတိမပေးရသည်အတိမပေးလို့သည်အ ਨੇ ဆုံးတော့ချစ်ခင်သူတို့ထက်ခါမပူပင်စေလို့ကီတီကတော့အတူနေသူမို့မတိမဖြစ်တည်ရသည်အာကကိုတော့မပြောလို့ရှိပါစေထူးထူးဆန်းဆန်းမလုပ်နဲ့အခုနင်ဘယ်မှတ်တိုင်နာရောက်နေပြီလဲငါကဘယ်ရောက်ရမှာလဲလင်းဤလေးတန်းမှာတွန့်ဆုပ်ဆုပ်ငါ့ကိုကီတီအားလုံးပြောပြီးပြီလင်းနင်အခုဘယ်မှတ်တိုင်နာမှာလဲဆိုတာပဲပြောဘယ်မှတ်တိုင်လဲဆိုတော့လင်းသည်ဘေးဘီဝဲရာကိုလှည့်ပတ်ကြည့်လိုက်ပါသည်ဒီတဝိုက်ကမှတ်တိုင်များကိုတော့တိတ်အကျွမ်းမဝင်ဘေးမှခီးတဲ့မျိုးသားကလင်းဤစကားတန်ဇဝေဇဝါအကြီးတို့ကိုနားလဲပုံနှင့်ရှေ့မှဒုက္ခမှတ်တိုင်ဟုလှမ်းပြောပြပါသည်ဒုက္ခတဲ့အေးငါအခုလှဲရမှတ်တိုင်မှာနင်လှဲရမှာစင်ငါနင်ကိုအိမ်လိုက်ပို့ပေးမယ်ငါစင်းဆိုစင်းငယ်နော်လင်းငါဆောက်နေမယ်နင်မစင်းလဲငါဒီအတိုင်းပဲကားမှတ်တိုင်မှာရက်နေမယ်တညာလုံးရက်မိုးရွာနေတယ်ဟာရွာပြီစီလေတံမမစပူးမာနေတော့အာကစကားပြောဟန်ကြောင်းလင်းမှာရီရမလို့ငိုရမလို့ဖြစ်လာပါသည်စောစောကလည်းကေတီအတန်ကြားရုံနဲ့တစ်ချိန်မျက်ရည်ကျခဲ့ပြီခုနေအာကကိုမြင်ရလင်းလေသူထိန်းနိုင်မည်မဟုတ်ည
မျက်ရည်သည်တငယ်ချင်းတို့ကိုပို၍နာကျင်ပူပင်စေလိမ့်မည်လင်းသည်မစင်းလိုပါကြောင်းဆိုမြဲတစ်ဖက်ကလည်းမလျှော့ဘတ်စကားသည်တရိပ်ရိပ်နှင့်မှတ်တိုင်တစ်ခုပြီးတစ်ခုဆက်လာသည်ဗုဒ္ဓယုံလံစင်ရည်တွင်စံရိပ်ငိမ့်စပြာဤအော်တန်ကိုနားဆွင်လာသည်လဲရန်တွေပြင်ထားမယ်တပြင်းတစ်ချက်ရှိုက်သည်ဖုန်းချသည်ဘေးကခီးတဲ့ကိုကျေးဇူးစကားဆိုကနေရာမှထွက်သည်ထိုးဆိုင်ရန်အာယူနေသည့်ဘတ်စကားပေါ်မှပင်အာကကိုလှမ်းတွေ့ရသည်ထီတချောင်းဆောင်ကမမတ်ရက်ရင်စိုက်လာသောအကားများထံငေးနေသည်တော်ပါသေးရဲ့ထီးပါပေလို့လင်းသည်ကားရက်လျင်ရက်ချင်းကတော်ကမျောဆင်းလိုက်သည်အောင်နှခမ်းကိုဖိကိုက်ထားသည်မျက်တောင်ပုတ်ခတ်လုံမိသည်ဟင်းမငိုဘူးအာတင်မြဲစိတ်နှင်းပင်အာကအနီးသို့ရောက်သည်ထီးရိပ်အောက်ခိုသည်ပူပင်ရိပ်မပြောက်သေးသည့်သူ့မျက်ဝန်းဆုံးသည်လင်းဤမျက်နှာထက်မိုးဖြားလျက်စိုးပေလီငါဘလောက်စိတ်ပူနေရမှတ်လေဟမ်ဟုတ်တန်ရောစင်၌အပူဆွတ်သောစကားသံကိုကြားရလျင်တော့တိမ်ဝှက်ရန်ပြင်ထားသည့်လင်းဤမျက်ရည်တို့ပိုးကနေပေါက်ကနေစီကြလာရလေသည်လင်းသည်အဝိဘီတို့ကိုကြောကပ်မိကမျက်နှချင်းဆိုင်ကပကြီးကားရှိအားစီလှမ်းကြည့်နေသည်ညမီရောင်အောက်မှမို့ပကြီးကားမှာပို၍မှိုင်းမှုံတယောင်ထင်ရသည်ပင်ကိုကလွမ်းเสียမြင်ကွင်းသည်လည်းညမှာတော့ပို၍လွမ်းเสียထင်ရသည်ပကြီးကားထဲကသားမိတွေဤပြုံးကတော့တက်ဝင်မြေတက်ဝင်လျက်စတွေ့စဉ်တုန်းကရုပ်ချီပေါ်ပေါက်သည့်ခံစားမှုကိုမမီတော့လေထုတ်ပိုးဆက်ကူဖြီကတတိတရကြည့်ပြတိုင်းတော့ပကြီးကားသည်လင်းအားလှိုက်ခနဲလွမ်းတာစေမည်ခုလေည12နာရီကျော်ကမှဘာကြောင့်ကြည်ကျင်စိတ်ပြင်းပြလာမှန်းမသိပြီခေါင်းရင်ဘတ်တက်တဲ့ကရင်အောက်မှာထိုးထည့်ထားသောပကြီးကားချက်ကိုထုတ်ခါဖြီရသည်ကရင်ပေါ်နေသားတကြထောင်သည်တိတ်တဆိတ်ငေးသည်အတိတ်ကိုလွှမ်းရပြန်သည်ဓာတ်ပုံကိုဘနက်ကျင်းဘနက်လီကြည့်ရှုခန်းစားပြီးကမှဦးမင်းတင်ကျော်သည်ပကြီးကိုဆွဲပါသည်။လင်းကိုတိုင်းပင်လျင်အတိတ်တို့ပြန်ရောက်ပြီးထင်ရလောက်အောင်လွမ်းเสียပကြီးကားချက်အားဆွဲခဲ့သူသည်ခုတော့ဦးနှင့်လင်းကြားကတခုရီသောစ조사ဖြစ်နေပြီ။ဇူလိုင်လနောက်ဆုံးပတ်ဆိုတာသည်နေ့ရက်များတရွက်လိုတဖြုတ်ဖြုတ်ကြွေကရောက်လာအောင်မည်။ပြက်ကရင်စီလှမ်းကြည့်သည်။ဇွန်14ရက်ရောက်နေပြီ။အလွန်ဆုံးလိုရင်တလခွဲတတပေါ့။ဘာများလိုတော့လို့လေ။ဦးကိုတစ်ချိန်ပြန်တွေ့ရဖို့ဟာဘာများလိုတော့လို့လေ။ဒီရက်များအတွင်လင်းသည်နာကျင်ပင်ပန်းသောနေ့ရက်များတွေကလွတ်မြောက်စာပြူလာသည်။စင်စစ်အဆုံးသက်သည်မျော်လင့်မထားသောအဆုံးသက်မဟုတ်။ထိုချစ်ချင်း၌မောပန်းခဲ့ဘူးသည်။တနေ့နေ့တော့အဆုံးသက်မည်ကြိုတည်နေခဲ့ဘူးသည်။ခွဲခွာဖို့ရန်ရက်ပေါင်းများစွာကလေးကတွေ့ဝေအားယူခဲ့ခြင်းသည်တကယ်ခွဲခွာချိန်မှာတော့လင်းကိုကူစားပေးနိုင်သောအကောင်းဆုံးသမားတော်ဖြစ်လာသည်လင်းသည်ပြကန်းမှာတစ်ချက်မျှအနာမနေအလုရှာလုပ်သည်အလုံးနေပါသည့်နေများမှာပင်အွန်လိုင်းသုံးကစိတ်ဝင်စားရာဘာသာရပ်များဖတ်သည်တင်နန်းကစာအုပ်များထံခေါင်းဆိုင်သည်ညနေခင်းအလုဆင်းချိန်အိမ်ရောက်လျင်လဲအိမ်လို့တစ်ခုမဟုတ်တစ်ခုရှာလုပ်သည်အင်္ဂလိပ်စာအရေးတင်တဲ့တစ်ခုထပ်တတ်သည်စာဖတ်သည်တခြင်းနားထောင်သည်ညအိယာဝင်ချိန်အထိတရက်မျှမနာတပတ်လောက်တော့ညအိချိန်မှာမျက်စိကြောင်လိုက်သေးသည်3-4ညဆက်ခါကေတိကွယ်ရမှကြိတ်၍မျက်ရည်ကျသည်နောက်တော့ရှောင်လွှဲမရသည့်အချိန်မှာနေတတ်အောင်နေရမည်မှန်နားလဲစာပြူလာသည်စိတ်သည်ပေါ်ပါစာပြူလာသည်လုံးလုံးပျောက်ကင်းခြင်းမဟုတ်စေကမူနာလှကြီးရဲ့မစိုးနိုင်တော့ပြီလင်းအားစိတ်တန်ရာမှကဲတင်သည့်တက်ရှိတက်မယ်များ၌မိတ်ဆွေကောင်းတို့ကထိတ်ဆုံးမှပါပေသည်အထူးသဖြင့်အာကာနှင့်ဂီတီအာကာသည်လင်းထံတရက်တစ်ကြိမ်ရောက်မလာနိုင်စေကမူနေ့စဉ်ဖုန်းဆက်သည်နနက်ပိုင်းတစ်ကြိမ်ညပိုင်းတစ်ကြိမ်ပထမရတရပတ်အတွင်းတရက်ချမျှရောက်လာသည်ခုတော့သူ့လုပ်ကိစ္စနှင့်ကရင်ပြည်နယ်ဘက်ရောက်နေပြီဖုန်းသာဆက်နိုင်တော့သည်သူထံကအဝေးစကားကြားရယုံများနှင့်လင်းခွန်အားရရှိသည်သူ့ရည်တန်သည်ဒီတစ်ဖက်ကလင်းအားပြုံးစေသည်ရန်ခါတွင်မျက်ရည်ဝဲစေသည်တမိုးအောင်အတူရှိရသောကီတီကတော့အခြားသူထက်ပိုကလင်းကိုဂရုတစိုက်ရှိနိုင်ပေသည်
ညင်းခုံစကနိုင်လူနေကြဖြစ်မှအရာရာအလျှော့ပေးတဲ့တလို့ရှိလာသည်လင်းဤမျက်နှာရိပ်မျက်နှာကဲကိုကြည်ကာနေတတ်သည်ရန်ဖန်ရန်ခါတော့လေအေးနှင့်နှစ်တိမ်နေတတ်ပြန်သည်ငါကလေညီမို့ပြောတာမဟုတ်ဘူးအချစ်ဆိုတာဘဝမှာအစိပ်ပိုင်းတိတိလေးရဲ့ရှိဖို့တော့လိုတယ်ဒါပေမဲ့မရှိမဖြစ်တော့မဟုတ်ဘူးအဲ့ဒီအချစ်ကြောင့်အခက်မတင်လို့အသေးကွဲတဲ့ခါမယ်ကိုဘွားတိုးတက်ရာတိုးတက်ကြောင်လုပ်နေတာတွေတန့်သွားတာမျိုးငါလုံးဝမဖြစ်စေချင်ဘူးပြီးတော့ငါတငယ်ချင်းကိုသွားနေတဲ့လမ်းကြောင်းပေါ်ကနေဘေးကိုချော်ထွက်သွားတာမျိုးလုံးဝမမြင်ချင်ဘူးတကယ်ပြောတာညီစူးစမ်းနေတာတွေလုံးဝရက်စရာမလိုပိုတောင်လုပ်ရအောင်မှာကေတီမျက်နှာတွင်ပြေးနေသောစိတ်အားထက်သန်ရိပ်နှင့်မေတ္တာရိပ်တို့ကြောင့်လင်းငြိမ်သက်နားထောင်နေခဲ့ပါသည်အရင်ကဆိုရင်တော့အချစ်ကြောင်ပြောရပါမလားနှောင်မြင်မြည်ကေတီတွင်ချစ်သူမရှိချေသူရှိနေလို့လဲငါဘွားဘာမှမထူးကြခဲ့ဘူးအေးအခုသူမရှိတော့လဲငါဘွားဘာမှမထူးကြပါဘူးကေတီယာဒါပေမဲ့စိတ်ခံစားမှုဆိုတာကတော့ပြောရခက်သားပဲတတိမရအောင်နေလဲတတိရခြင်းရလာတဲ့တာမျိုးဒါပေမဲ့ငါနေတတ်အောင်နေမှာပါစိတ်ချအေးပါငါယုံပါတယ်ခဏခဏတော့မငိုနဲ့အင်းလေတခါတလေငိုခြင်းလဲငိုပေါ့ငိုတာကပတ်စံမှမပေးရပဲမအိပ်ဖဲငိုရင်သာစိတ်ကူရင်ပတ်စံကုန်မှာအဲ့ဒီလိုငိုနေရင်လေငါအန်တီမွန်စီသတင်းပို့မှာမဟုတ်ရင်အာကာစီသတင်းပို့မှာမလုပ်ပါနဲ့ဟာအာကာကိုပြောရင်ပြောမမေတော့မပြောနဲ့ညီအာကာကိုမကြောက်ဘူးပေါ့ဟေးကေတီမျက်နှာမှာပြုံးဆဆဖြစ်လာပါသည်ညီသူ့ကိုချစ်ကြည့်ပါလားဟဲ့သူနဲ့ဆိုရင်ညီစိတ်ချမ်းသာမှာသူ့ကြည့်ရတာလေညီပေါ်တန်ရောစင်ကြည့်ပုံမှာအရာရာအလိုက်တိလိုက်ရောတတ်သောအာကာမျက်နှာကိုလင်းမြင်အောင်သည်အသက်နှင့်မမျှလူကြီးဆန်သောမျက်နှာတန်ရောစင်နှင့်လင်းလက်သောမျက်နှာငယ်စဉ်ကလေးကလင်းပေါ်အလျှော့ပေးမြဲထိုကောင်လေးသည်ခုတော့ပြိုလဲလူလူလင်းအားထူမှန်နေပြန်သည်ကားပေါ်ကအစဉ်သူ့မျက်နှာကိုမြင်ရသည့်ညကဘလောက်ဝမ်းနေရသလဲစိတ်အားငယ်နေရကခွန်အားရှိလာသလိုလဲခံစားခဲ့ရပါရဲ့သို့တော့ဒါသည်အချစ်တို့အစာပြူရာလမ်းကြောင်းမဖြစ်သင့်ချေချစ်ချင်းမြတ်တာနှင့်တန်ရောစင်ကြားနေစီပါလျက်လျချားလိမ့်မည်ဟုလင်းယုံပါသည်ထိုညကကေတိစကားကိုလင်းရီမော်ညင်ဆန်ခဲ့ရသည်နောက်ရက်အာကာဖုန်းဆက်လာချိန်မှပင်ထိုစကားကိုတဖန်တရိယာသေးသည်သို့သောလင်းဤလေတံမှာတစ်ချက်ပင်မူမပြတ်ပါခုတလောပိုတိုးကဂယူးဆိုင်လာသောအာကပေါ်တွင်လည်းတန်တရားမရှိပါပကြီးကားထံအကြည့်ဆိုင်လျက်ကလွင့်သောလင်းဤစိတ်သည်တခဏအကြာတွင်မှုရင်းနေရာသို့ပြန်ရောက်လာတော့သည်စိတ်ထံရာကလွတ်မြောက်အောင်စ조사နေထိုင်ရသည့်နေရများအတွင်ဦးအကြောင်းပြောင်းလဲတွေးတောရတာသည်စိတ်ကိုဖြစ်တာရတစ်ခုဖြစ်စေသည်မျောလင်းချက်ကြိုးမြင်သည်လူကိုတစားစားလန်းဆန်လာစေသည်ဇူလိုင်လနောက်ဆုံးပတ်ရှိရာပြက်ကရင်ကွက်လေးများသို့လှမ်းကြည့်မိလျင်ပင်စိတ်၌အမှတ်မဲ့နှွေထွေးစွာပကြီးကားထဲတွင်ဦးဤရှည်သောအရိပ်မှာလင်းနှင့်မလန့်မကန့်သို့ရောက်နေသည်ဦးရိုက်ပေးခဲ့သည့်ဓာတ်ပုံနှစ်ပုံအနက်တပုံမှာမမေကလင်းကိုငဲ့ကြည့်ရီမောနေပုံနောက်တစ်ပုံကတော့မမေရောလင်းပါကင်မရာကြည့်နေပုံဒီပကြီးကတော့လင်းရီမောနေကအပြုံးရိပ်နှင့်မမေငဲ့ကြည့်နေပုံပကြီးထဲမှာမမေမျက်နှာပေးသည်ပြင်ပနှင့်အနီးဆက်ဆုံးစင်တူလျက်ရှိသည်တိမ်မွေနူညံစွာထိုနေ့ကသပင်ရှည်ချမထားပါခေါင်းစည်းကြိုးနှင့်စီးကဘယ်ဘက်ပခုံးရှည်သိမ်းချထားသည်ပကြီးတဲကမမေသည်ဓာတ်ပုံလောက်မလှတော့လဲကြပြားဆန်းဆန်းရိတ်တစ်မျိုးလွှမ်းခြုံထားသည်အတော်ကြည်ကောင်းသည်စကပြူပန်သည်နေကဖြင့်ဓာတ်ပုံရိုက်ဖို့ပိုကောင်းသည်သို့သောထိုအုတ်ခုံထက်မှနောက်တစ်ကြိမ်ခြေသာဝမ်းဆက်ဝစ်လျက်သပင်ချလျက်ပန်းတပွင့်ပန်းလျက်ခန့်နွယ်ထိုင်ရန်ဓာတ်ပုံရိုက်ခံရန်တော့မမေအားလင်းအေးမဆိုရဲ့ဦးလည်းမပြောရဲခဲ့ချေဟောຫນွေဦးကံကောခေါ်တန်လေလင်းသည်အိယာပေါ်ချထားသည့်လက်ကင်ဖုံးထံလက်လှမ်းလိုက်သည်ဒီချင်းကြီးဘသူများဆက်ရတာပါလေအာကလည်းမဖြစ်နိုင်မမေကတော့ညီနဲ့တကောင်ဆက်လေးမရှိပါဟင်ဖုံမျက်နှာပြင်ပေါ်တွင်ပေါ်နေသောအမည်ကိုကြည့်ကလင်းပါဇက်ဟောင်းသားဖြစ်သွားသည်ထင်မထားသည်မို့လူကမိုက်ခနဲဖြစ်ခြင်းသည်
ကိုနေမောင်တယ်ကိုဟုမှတ်သားမြဲအမည်တစ်ခုကိုပြီးခဲ့သည့်တစ်ပတ်ကတော့နာမည်ရင်ကိုနေမောင်ဖြစ်ပြောင်းလဲမှတ်သားခဲ့သည်ဓာတ်ပုံတော့ထဲမထားမထဲလို့တော့ဟုတ်ကဲ့ဟုလင်းထူလိုက်သည်ကရင်စောမှထိုင်ချလိုက်ပါသည်ချစ်သူတက်တန်းတစ်နှစ်ခွဲကျော်တွင်သူ့ဘက်ကဆက်ဆက်သောလက်ချိုးရည်ရသည့်အကြိမ်ရည်တွင်ဒီတစ်ကြိမ်စီရင်ဝင်ခဲ့ပြီလင်းသည်ဝမ်းနေစိတ်ကလှစ်ခနဲပေါ်၍အတန်ပြုတ်ပြီးသည်နှင့်အောင်နှခမ်းကိုဖိကိုက်ထားသည်အယက်ခင်းကပန်းနုနှင်းစီကိုလက်ညှိုးထိတ်နှင့်တို့ထီနေသည်အော်လင်းငါမေးချင်တာရှိလို့ဆက်တာမင်းငါ့ကိုလုံးဝပြတ်နိုင်သွားပြီလားဆိုတာသိချင်တယ်သူ့စကားပြောဟန်မှာအနှဲငယ်အလော်တကြီးနိုင်သည်သူ့အနေနဲ့ဆိုရင်စမ်းသောစကားပြောပုံဖြစ်သည်ဖုန်းခေါ်ရန်ဆုံးဖြတ်ချက်လွယ်ချခဲ့တာမဖြစ်နိုင်မတက်တာသည့်အစုံဆက်တာသာဖြစ်လိမ့်မည်အပြောရခက်သောစကားလုံးတို့ကိုပြီးရောပြောချလိုက်သည့်ပမာဒုံတီတီပင်ရက်လိုက်သည်အဲ့လိုထင်လို့လားလင်းဤလေးတန်းမှာကို့ဘာသာပင်အံ့အားသင်ရအောင်တည်ငြိမ်ခဲ့ပြီကရင်စောကထသည်ခေါင်းရင်းပရင်အနီးသို့လျှောက်လာသည်တကားကိုဖွင့်လိုက်သည်မိုးဆဲခဲ့ပြီမိုးငွေမပြေသေးသောလေသည်အေးမြလျက်လင်းဤမျက်လုံးစုံသည်မှောင်သောကောင်းကင်တွင်ရွှေနေသည်မင်းဘက်ကပြက်နိုင်နေပေါ့အဲ့လိုလားပြက်နိုင်နေမပြက်နိုင်ဘူးဆိုတာမေးမနေပါနဲ့တော့ခေါ်နေကြနန်းစာသုံးမိမီဆို၍လင်းတခဏရက်လိုက်သည်နောက်စကားဆက်သည်ကိုတကယ်မချစ်တဲ့လူတစ်ယောက်နားမှာဆက်ပြီးမနေချင်တော့ဘူးဘာထူးလာမလဲဘာထူးအောင်မလဲသူ့ဘက်ကတက်ပြင်းရှိုက်တန်ကြားရသည်ဒေါသတင့်သောတက်ပြင်းဖြစ်ဖို့များပါသည်မင်းကိုမချစ်ဘူးလို့ငါပြောခဲ့ဘူးသလားမပြောခဲ့ပါဘူးဒါပေမဲ့ချစ်တဲ့အပြုတ်မှုတွေလည်းမပြခဲ့ဘူးလေထားပါတော့အခုဘာပြောအောင်မလဲဖုန်းချလိုက်တော့မယ်ဘာပြောအောင်မလဲဖုန်းချလိုက်တော့မယ်ဆိုသည့်စကားလုံးကိုသူ့ထံမှအကြိမ်ပေါင်းရာနှင့်ချီကလင်းနားထောင်ခဲ့ဖို့သည်သို့တော့ဒီတစ်ချိန်ကတော့လင်းဘက်ကပထမဆုံးပြောတာပဲအေးလေပြစ်တယ်ဆိုလည်းပြီးတာပါပဲသူ့ဘက်ကဦးနှင့်အောင်ဖုန်းချသွားပြီလင်းအံ့ဩပါအစင်မာနဆောင်တော့တစ်ချိန်တစ်ခါပင်ချစ်သူမိန်းကလေးထံအလျှော်ပေးရန်စိတ်ကူမရှိစဘူးသောအမျိုးသားသည်တီးထက်ချော့မော့ပျော်ပြောင်းသောစကားကိုဘယ်မှာဆိုမည်နည်းမျော်လင့်လင်းသာထက်ရှုံးမည်လင်းသည်ဖုန်းကိုတင်းဆုံမြင်ပရင်းမှရက်မြင်ခေါင်းကိုဆက်ခနဲငုံချတော့လမ်းတွေကိုညမိရောက်မှဝရဝါမြင်သည်နောက်မျက်လုံးအစုံကိုမှိတ်လိုက်သည်စောကပင်မျက်လုံးအိမ်၌ခိုနေသောမျက်ရည်တို့သည်အစီအတာမရှိသလိုပင်ပြို၍ကြာလာသည်ခုတစ်ချိန်သည်နှင်းစီတော့အတွက်နောက်ဆုံးငိုကြွေးခြင်းဖြစ်ရပါစေမည်ဇူလိုင်လပထမပတ်တွင်မိဘများရင်ခွင်အတီးကျဆိုရလျင်မမေရင်ခွင်သို့လင်းပြန်လဲရောက်ရှိလေသည်စနေတနင်္ဂနွေ2ရက်အချိန်ရလျအောင်စနေနေ့ခွင့်ယူကတောက်ကြညကနှင့်ပင်မော်လမြိုင်သို့ထွက်လာသည်စနေနနက်ဦးမှမော်လမြိုင်အိမ်ကိုခြေချမိပြီမော်လမြိုင်အိမ်သည်ဖေမော်လမြိုင်ပြောင်းပြီးနောက်တစ်နှစ်၌ဖွားဖွားတိုက်တွန်းလုံးမကတိုက်တွန်း၍ဝယ်ယူကအနှဲငယ်မောမှန်ခဲ့သည့်အိမ်ဖြစ်သည်ဖွားဖွားတို့အိမ်နှင့်မလန့်မကန့်မှရှိသည်ခြံကများစွာမကျဲဝွန်သို့တော့မိမိအကြိုက်ပန်းလှပင်များစိုက်နိုင်အောင်တော့လုံလောက်သောအကျယ်ဝန်းရှိသည်တစ်ထပ်တိုက်ပုလေးဖြစ်သည်တိုက်မှာတစ်လွင်ခန့်ခန့်ထဲမဟုတ်အယောင်မှိန်တော်လဲတည်တက်မှုရှိသည်ရန်ကုန်တက္ကသိုလ်အနီးဝင်းနှန်းအိမ်မှာတော့ငါလိုခံစားမှုမျိုးကိုအမှန်ရစေသည်အိမ်နှင့်တူသောအိမ်တည့်ရများတဲ့အိမ်မဆိုးနေရများကလွတ်ခဲ့ပြီးဆိုသည့်တိုင်ရန်ခါတော့လေဒဏ်ရာသည်အနက်ဖေးမကြက်ကြက်မှနာလာစမြဲမို့တနေရာထွက်သွားမှပါပဲဟုသူတွေးခဲ့သည်ကီတီကလည်းဒီတို့ပင်ဆိုသည်တနေရာဆိုမှတော့အိမ်ထက်တင့်တော်သောနေရာမရှိမိဘများရှိရာအိမ်သည်စိတ်ဓာတ်တင့်လာသောသားသမီးတို့အတွက်အကောင်းဆုံးဖြည့်စေဖြစ်လိမ့်မည်
အိမ်တွင်ရံဖန်ရံခါမှသာပြန်လာသောလင်းအတွက်တီးတန့်ကန်ရှိမည်ငယ်တော့ကလိုပင်မိမိတို့အိတ်ခမ်းဘေးမှလင်းဤအိတ်ခမ်းရှိသည်လူမနေကိုက်တွင်ကရင်ကိုအဝိစာတစ်ခုနှင့်မိမိဖုံးအုပ်ထားတတ်သည်လင်းရောက်လာမည်ရက်ဆိုလျင်တော့အစင်တူအေးရခင်ခေါင်းစော့ဖလုံးစော့များလဲလဲပေးထားပြီးအခန်းမှာတန်ရှင်းတရက်စွာပင်လင်းကိုစီကြိုရက်သည်တညာလုံးကားပေါ်တွင်ဒူးနှချောင်းပဲထားရမှန်းမသိသလိုအိမ်မပြောတစ်ချက်ပြောတစ်ချက်စိတ်မကြခဲ့သောလင်းမှာအိမ်ရောက်သည်နှင့်အိတ်တော်သည်မနက်10 နာရီထိုးမှပင်နိုးတော်သည်မိမိသည်လင်းအစင်နှင့်စားနိုင်ရန်မော်လမြိုင်မဟင်းကလှုပ်ပေးထားသည်မုတ်ဖက်ထွေးဤနှင့်ပြင်ထားသည့်မုတ်ပွဲတဲ့ဟင်းရည်ပူပူမွေ့မွေ့ဆန့်ပေးသည်ကော်ဖီဘူးတစ်ခွက်အသင်ချပေးသည်လင်းသည်နောက်ကျမနက်စာစားရင်မိမိအနီးမှငယ်တုန်းကလိုတွတ်တီးတွတ်တားလုပ်သည်နှစ်ချိုက်ချိုက်ရည်သောမိမိမျက်နှာမှာကြည်လင်လှပေးသည်2015ခုနှစ်မှာမိမိသည်အသက်43နှစ်ပြည့်ခဲ့ပြီခန္ဓာကိုယ်အနှဲငယ်ပြည့်ဖြိုးလာသည်သို့သောဗိုက်ဘူးခါတုတ်ခြင်းမရှိလှပမြဲမော်လမြိုင်ရောက်ခါမှအသားတွေပို၍ပင်ဖြူလာသေးသည်မျက်လုံးမျက်ဖန်လှသောခန္ဓာကိုယ်လှသောဖြူဖြူဝင်းဝင်းမိမိအတွင်မှာမော်လမြိုင်သူဟုပင်ထင်ရလိမ့်မည်စပင်ကိုတော့တင်မာအကျော်မှသာအရှိရက်စီတော်သည်ဒီနက်နက်တွင်စပင်ကိုကျစ်ဆန်မိတစ်ချောင်းနှင့်ကျထားသည်မိမိထက်အသက်10နှစ်ကျော်ကြီးသောဖေဖေကတော့53နှစ်ကျော်ဆိုသောအရွယ်နှင့်မမျှရင်ရော်လှသည်အနှဲငယ်ပြည့်ဖြိုးလာသည်ဗိုက်ပူလာသည်ငယ်စဉ်ကာလတစ်လျှောက်လင်းဤအာယုန်နှင့်ဆွဲမြဲသည့်ပုံရိပ်လိုတီလှသောမျက်နှာထားမျိုးမဟုတ်စေကမူမိမိနှင့်ရှင်လျင်တော့ဖေဖေသည်အနေအေးဆက်သူအဖြစ်သားရှိစမြဲသည်ရောက်ခရဲကရန်ကုန်အကြောင်းတခွန်းနှစ်ခွန်းစကားဆပြီးသည်နှင့်သားဖနှစ်ဦးမှပြောစရာစကားမရှိတော့သလိုဖြစ်ရသည်စကားလက်ဆောင်ပြောပြန်လင်းလေအလုပ်ပြောင်းစီလိုကြောင်းမော်လမြိုင်ပြန်လာစီလိုကြောင်းပါလာအောင်မည်ဒီတော့လင်းကိုယ်တိုင်ကခက်ရှောင်းရှောင်းမိမိနှင့်ကြပြန်တော့လေစန့်ကျင်ဘက်တစ်မျိုးတစ်ပါးသာပြောစရာစကားမကုန်ဖေဖေလိုသူစိတ်ဝင်စားရကိုသာစောင်းပေးပြောတတ်သူအာယုံဆိုင်တတ်သူမဟုတ်ပဲတစ်ဖက်လူဤစကားကိုနားထောင်တတ်ပုံကိုချင်းစာခံစားတတ်ပုံသည်မိမိအရေးချင်းဖြစ်သည်မိမိအလှထက်ထိုအရေးချင်းကပို၍နှင့်လိုပွဲကောင်းသည်ဒီတို့သာလင်းမြင်ပေသည်ကီတီယပြောတယ်မိမိတဲတဲ့တရေတိကလတ်တဲကတိတ်စားကောင်းတာပဲတဲ့အဆင်ပြေရှိရင်ယူလာပါလားတဲ့တဲပြီးသားရှိတယ်သမီးရဲ့ပြန်ရင်ထည့်ပေးလိုက်မှာပေါ့တခြားကောဘာစားမလဲလှမ်းမေးလိုက်ပါအောင်မေးမနေနဲ့မိမိစားကောင်းတာသာအကုန်ထည့်ပေးလိုက်ဘာမဆိုစားတယ်မော်လမြိုင်မှလူကြုံရှိတိုင်းမိမိထည့်ပေးတဲ့တော့အစားတောက်များကေတိအိမ်ကရောက်လာတဲ့တော့မန္တလေးအစားအစာများမှာအိမ်တွင်မပြတ်တတ်ပြီသို့တော့ငယ်ရွယ်နှုတ်ပြိုသောအရွယ်များမို့စားသလောက်အစီအသားမတက်ရညတကောင်တလွဲလေစိတ်ရှိတိုင်းထားကစားတောက်တကြပေသည်အစားနဲ့လူနဲ့တဲ့တယ်ဆိုသည်မှာကေတိကြွေကြော်တန်လင်းသည်စားပြီးသားပကံကိုပေးစဉ်တွင်စေသည်ဘေးကဆင်လေးမှရေစစ်သည်လက်တုပ်သည်ပြီးတော့မှကော်ဖီခွက်ကိုကောက်ကင်သည်ဒီအိမ်ကထမင်းစားကန်းသည်တက္ကသိုလ်ဝန်ထမ်းအိမ်တော်ကလိုပင်ဧကန်းကိုလှမ်းမြင်သားသည်ခန်းစီပါလျက်လျက်ချထားသောဧကန်းထံအကြည့်ရောက်သည်ဖေဖေမရှိတော့ဖွားအိမ်ရောက်လေပြီထင်သည်ဖွားခြံထဲမှာပင်အစားအုံတစ်ခုတီးတန့်ဆောက်လုပ်ခါဖွင့်ထားသည့်ပုတ်ကလစ်ကကျောင်းတွင်ဖေဖေအင်္ဂလိပ်စာသင်နေသည်ကျောင်းဆရာဘွားကိုဖေဖေပြောပိုက်စေစာအုပ်ထူကြီးများထံခေါင်းဆိုင်တက်သောဘာသာရဲ့စာအုပ်များကိုမြန်မာဘာသာပြန်တတ်သောအလေးထားလဲဆွဲမြဲစေမိမိလင်းတွေအင်ကြီးချုပ်မပြီးတော့တာကြာပြီသမီးတို့အရွယ်တွေဝတ်တဲ့ဒီဇိုင်းတွေကအမြဲပြောင်းနေတာကိုသမီးရဲ့မိမိကအိမ်ထဲကအိမ်ပြင်သိမ့်မထွက်ဖြစ်တော့ဒါမျိုးတွေနဲ့အလှမ်းဝေးသွားရောပြီးတော့ ready made တွေဒီလောက်ခစ်စားလာတာချုပ်ဝတ်တာတွေငါသမီးကြိုက်မှကြိုက်ပါတော့မလားလို့လင်းသည်ဝန်နှန်းအိမ်ကလေးတဲကမိမိဆက်ခုံကိုတရေရသည်လင်းအတွက်ဖေဖေအတွက်မမအောင်အတွက်သို့မဟုတ်သူကိုယ်တိုင်အတွက်ဆက်သဖြင့်တစ်ခုမဟုတ်တစ်ခုချုပ်နေသောမိမိကိုမြင်အောင်သည်နောက်ပိုင်းတော့ဦးပါအစ်စ်ပါလာခဲ့သေးတာထိုစဉ်ကမိမိဆက်တန်တစ်ချောင်းချောင်းသည်အထီးကျန်သောအင်ရှင်မတယောက်အတွက်စိတ်ဖြေရာအဖို့တစ်ခုပမာရှိမည်ဖြစ်ကြောင်းအသက်ရလာတော့မှသာလင်းနားလည်နိုင်ခဲ့ပါသည်
မိမိချုပ်ပေးတာတွေအကုန်လင်းကြိုက်သားပဲတကယ်တမ်းလင်းကတအားဆန်းတာတွေလည်းမဝက်ပါဘူးမမေရဲ့အင်ကြီးအစ်စ်လည်းတိတ်ဝယ်မဝက်ပါဘူးတင်နန်းတွေတက်ရသေးတယ်လင်းသည်ရှာတက်လက်ထုတ်ခါရှိနေသည်သူသည်မိမိထံကမုံဘိုးလက်ဖြန့်မတောင်းတတ်လစာနှင့်လောင်ငါအောင်နေသည်အိမ်ပြန်လျင်ဖွားဖွားတို့အိမ်မိဘများအိမ်အတွက်လက်ဆောင်မုံများဝယ်နိုင်ရန်မိဘများအတွက်အထည်စားလေးများအသုံးဆောင်လေးများဝယ်နိုင်ရန်လဲငွေစုသည်ခရီးစရိတ်နှင့်ထိုးထိုးသောအသုံးစရိတ်များပေါင်းလိုက်သည့်အခါပတ်စံအိတ်တွင်ငွေဆက်ကိုပါလျက်လျက်သာကျန်သည်သို့သောအိမ်ကပြန်ငိမ့်တိုင်းတော့သူမသိအောင်မေမေထည့်ပေးတဲ့သည့်မုံဘိုးတို့ပတ်စံအိတ်ထဲပြန်ပါလာတတ်ပေသည်ပြီးရောလေဒါဖြင့်နောက်လာကြရင်နောက်တစ်ပတ်လောက်နေအင်ဂျီလေးနှစ်ထဲလောက်ချုပ်ပေးလိုက်အောင်မယ်နောက်တစ်ပတ်လင်းသည်ကော်ဖီကိုတကြိုက်အရသာခံကနောက်တစ်ပတ်ဆိုသောစကလုံးကိုပင်တွေးနေသည်ဇူလိုင်လပထမဘက်ရောက်ပြီးနောက်ဆုံးဘက်ရောက်ဖို့ရာကြားထဲမှာနှစ်ပတ်သားကျန်တော့သည်ဦးဦးနှင့်တွေ့မိအကြောင်းအိမ်ရောက်သည့်တနနက်ခင်းလုံးစကားမဟာမီပြောရမလားမပြောရဘူးလားမဝေခွဲနိုင်ပြောတင်သည်ဟုတီစိတ်ကစဉ်းစားသည်တစုံတရာသောလှိုင်းကဟန်တာသည်ပမာမတိစိတ်ကမပြောသင့်ကြောင်းအချက်ပြသည်လင်းသည်တိစိတ်နှင့်မတိစိတ်အကြားတွင်တွေ့ဝေမြဲတွေ့ဝေလျက်ရှိလေသည်နေ့လယ်စာစားပြီးတရေတမောအိပ်ပြီးချိန်မှသာဖွားဖွားအိမ်ဘက်သွားပါမည်ဟုလင်းတွေးထားခဲ့သည်သို့သောအိယာနှင့်ကြောနှင့်ထိလိုက်ရုံရှိသည်အိမ်ဝင်းဝါကကြည်ကြည်တန်ကြားရပြီတူမကိုအချစ်ပို့သောကြည်ကြည်တယောက်အိမ်လာပင်မဆောင်မီလင်းသည်အိတ်ခမ်းထဲမှလွင့်ငနေပင်ပြေးထွက်လာသည်ဖနက်ချွတ်ပြီးစကြည်ကြည်ကိုစီးဖက်လိုက်ပါသည်အမလီတွေ့ရင်တော့ဖြင့်လွမ်းအောင်ချွဲဆိုတာဒီလိုမျိုးပါလားဟဲရောက်တာများအိယာလေးပါလေးနိုးရင်အိမ်ဘက်လာမယ်မရှိဘူးကြည်ကြည်သည်မျက်စောင်းခဲလျက်သို့တော့လေတံမှာရောမျက်နှာမှာပါချစ်ခင်ရိတ်ကိုဖြောင်မရနိုင်ပြီအီဖိုင်ဖိုင်ခန္ဓာကိုယ်နှင့်ပြုံးမြမျက်နှာနှင့်ပင်အေကန်ထဲသို့တလှုပ်လှုပ်ဝင်သည်ညှော်လို့ပါလားဆိုကမိဖို့ကန်သို့တစ်ဆက်ထဲဝင်သည်ကြည်ကြည်ဤပခုံးနှစ်ဖက်ကိုနောက်ကျောမှလှမ်းခိုသလိုစုပ်ကိုင်းကလင်းလိုက်ဝင်လာပါသည်အကျော်နန့်ညှော်နန့်မှမိဖို့တစ်ခုလုံးကိုဖုံးလွှမ်းထားသည်လင်းပြန်ရောက်လာသည့်အတွက်ပင်မိမိအလုပ်များနေပြီအသင့်ဝယ်ပြီးသားစက်သားကိုမှွကြောနေသည်ညနေခင်းမှာတော့ပစွန်ကြောက်ကြော်မိတယ်တပတ်လောက်တော့ရန်ကုန်အိမ်မှာဘာဟင်းမှချက်စရာလိုမည်မဟုတ်မိမျက်နှာသည်နှင်းများစွာမိဖို့အကြောင်းမှမြင်နေကြလို့ချွေးစည်းဖြင့်ဝင်းပြောင်လျက်လက်ကအဆက်မပြတ်လှုပ်လျက်မျက်နှာကတော့ပြုံးလျက်အော်ညှော်တာကိုပဲစဉ်းစားနေတာအေးတမြရောက်နေတာပဲကြော်ရမှာပေါ့ဟုတ်ဒီကလူတွေကဖြင့်သူလာပြီဆိုပြလို့သူကတော့တလနေရင်တစ်ခေါက်တောင်ရောက်မလားခုလေတကြံပြီးကြတဲ့ကပျောက်သွားလိုက်တာတခါတည်းခုမှပေါ်လာတော့တယ်မိမိနှင့်တွေ့သည့်အထိជីជីကစကနာထိုးစေဖွားဖွားကလည်းမျောနေတဲ့ជីជីလက်ကရောအကိုကြီးအကိုလေးတို့ကရောအိမ်မလာသေးဘူးလားမေးနေကြတဲ့လင်းသည်နှွေးထွေးသောအတိုင်မြုံကဘာလေးထဲတွင်အပြုံးလှိုင်နေသည်စိတ်အနာပျောက်သလောက်နေပါရှိပြီဆိုသည်ကိုစက္ကန့်နှင့်အမျှခံစားသိနေသည်ဖုန်းလာတိုင်းအပြေးမကန်ရတော့တာဘလောက်ဝမ်းသာစရာကောင်းတယ်လေနှုတ်မို့ဆိုရန်ကုန်မှာရှိကြဖုန်းဆက်ခဲလာသူသည်နေပြန်လျင်တော့စိတ်ကူးပေါက်တိုင်းဆက်လိမ့်မည်ဖုန်းမကန်မိလိုက်တိုင်းဘသူနဲ့ရှိနေတယ်လေဟုတန်တရားဆွတ်သောညွတ်စုတန်းကိုကြားရလိမ့်မည်အကြိမ်ကြိမ်ဖြည့်ရှင်းချက်ထုတ်ရမည်ချစ်သူဖြစ်စားတော့ကတော့ဒီလိုအညူစုခံရတိုင်းကြည်နူးခဲ့ဘူးသားပဲအချိန်ကြာလာတော့မှသာမွန်းချက်မှုကိုခံစားသိသည်ခုတော့လင်းလွန်မြောက်ခဲ့ပြီထမင်းစားကန်ကခုံမာပင်ဝင်ထိုင်ကမိဖို့ကန်ကမမေကိုစကားလှမ်းပြောတော့တစ်ဖက်ကလည်းလင်းအားဟိုဒီမိကွန်များအခါမလက်မေးသောជីជី၏မျက်နှာပြင်သည်ပူပင်တော့ကကိုတစ်ချိန်ပင်မကြုံခဲ့ဘူးသူပမာအေဂျင့်လျက်ရှိသည်စကားပြောလိုက်တိုင်းပါမို့အစုံကပါချစ်စပွဲလှုပ်လျက်တစ်ချက်နန်းတော့မျက်စောင်းအချီခံရသည်ជីជីကိုမြင်ခိုင်းမှာတော့တစ်ချိန်လုံးကမောင်လေးမလို့ခြင်းကြောင့်သူညင်းဘူးပုံကိုတတိယသည်နောက်ပိုင်းတော့သူ့တွင်မောင်လေးရောညီမလေးပါရရန်အကြောင်းမပေါ်ပေါက်တော့ပြီ
မိမိကိုကလေးထက်မယူရန်ဆရာဝန်ကအကြံပြုခဲ့ပြီးရန်ဖန်ရန်ခါတော့လေမမြင်ဘူးလိုက်တော့ကလေးလေးကိုပင်ပြန်တွေးနေသည်2006မှာသာမွေးခဲ့တယ်ဆိုရင်ခုနေတော့9နှစ်ရှိရောပေါ့ဘလောက်ချစ်စရာကောင်းနေမှာပါလေသို့တော့ထိုတွေးမှခဏသာခံသည်မောင်လေးဖြစ်နေခဲ့လျင်သူ့ကိုအေးဆက်ခဲ့သလောက်မောင်လေးပေါ်ဖေဖေနှွေးထွေးလျင်လင်းကြည်သာနိုင်မည်မဟုတ်ဒီတိုင်းဆိုမောင်မရှိညီမမရှိထီကြီးပြင်းရတာကပဲကောင်းအောင်မည်အခုကြီးပြန်ရင်တမိလိုက်ခဲ့မလားပြောတမိအိတ်အောင်မယ်အလိုမလင်းအိတ်အောင်မယ်ရန်ကုန်မှာမအိတ်ခဲ့ရဘူးလားကြီးရဲ့တမိကဘဝသမားပါမနက်ဆိုလဲ6နာရီထရေမိုးချိုးပြီးပြကန်းကိုအပြေးလွှာသွားရရောရုံးပိတ်ရဲ့အိတ်မဲဆိုတော့လေတင်တန်းက9နာရီစတယ်အိတ်ရကထရတာပဲအိမ်ရောက်တုံးလေအိတ်ရတာတမိကိုမတနာဘူးလားပြောအလိုမမိုရေနင့်သမီးစကားတက်တိုင်းငါ့ကိုပြောနေတာကြည်အောင်မေရောကြီးပါရီမောနေပါသည်လင်းသည်သူ့ထုံးစံအတိုင်းတခိရီမောကကြီးဤပခုံးစွန်းကိုခေါင်းထိုးမိထားသည်မေကြောပြင်းလေးတသိမ့်သိမ့်လှုပ်ပုံကိုအမှတ်မထင်ငေးနေသည်မိဖို့ကံမှာမေကိုတွေ့ဘူးခဲ့တာလင်းတသက်ပါပဲဘယ်တော့အခါမျှချက်ပြုတ်ချင်းကိုညီငွေပုံမပြချစ်ခင်သူတို့အတွက်တခုမဟုတ်တခုချက်ပြုတ်နေတဲ့သည်ဒါကတော့ဖေဖေအကြိုက်ဒါကတော့အလင်းကြိုက်စသဖြင့်အိမ်ကိုဦးရောက်လာတဲ့သည့်နှစ်များအတွင်ဗမော်ဒေတာအစားအစာများချက်ပြုတ်ပေးတဲ့ပုံကိုတရေရသည်မြစ်ချင်ခောက်ဆွဲလုပ်ပေးသည်မုံညင်းလှိုင်းပေါ်ချိန်တွင်မုံညင်းချင်ရည်ဟင်းလုပ်ပေးသည်ပိန်းဦးနှင့်မုံညင်းဟင်းရည်ချက်သည်မြစ်တူကြောင့်နှင့်ပိန်းဦးဟင်းရည်ချက်သည်ဟင်းရွက်စုံလှော်သည်ငါအောင်လုပ်ပေးသည်မြစ်တူကြောင့်နှင့်ကစော့သည်ထောင်ပေးသည်ကစော့သည်မှာခါတက်မှုလင်းမကြိုက်ပါထိုသီးလေးများကိုဦးရောမေပါအတော်ကြိုက်ပါသည်ခုကောအဲ့ဒီစားစာတွေမေလှုပ်စားဖြစ်သေးသလားနေ့လယ်စာစားရင်လင်းအမှတ်မထင်မိတော့တယောက်တည်းစားရမှာဆိုတော့လည်းမလုပ်ဖြစ်ပါဘူးတမီးဖေကြိုက်တွေပဲချက်ဖြစ်တော်တာပဲဟုတ်မေဖြေခဲ့သည်ဖေကြိုက်သောဟင်းများကိုအရသာရှိအောင်ချက်ပေးရုံမကကြိုက်မကြိုက်အတူစားတောက်တတ်သောမေဖေကတော့မေရဲ့ကြိုက်ဟင်းချက်လျင်တစွန်းပင်မမြည်ဘူးချေလင်းနေ့လယ်စာစားနေကြတဲ့ကပင်ခုကြော်နေသောကြက်သားမွကြော်အတွက်မေပြင်ဆင်နေခဲ့သည်ကြက်သားပြုတ်ကိုအမြင်လေးများဖြစ်အောင်စိတ်ရှည်လက်ရှည်မှွာနေခဲ့သည်ထိုခဏတွင်ထမင်းဝါရင်ထမင်းစားကန်အပြင်ဘက်သို့လင်းငင်းနေသည်တစ်သားပတင်းမှာဟင်းလင်းဖွင့်ထားသည်ခန်းစီမရှိတန်စကားကွက်များမရှိထမင်းစားကန်မှလှမ်းမြင်ရသည့်မြင်ကွင်းတွင်ကန်းကော်ပင်တပင်ရှိသည်ခြံရှိမှလည်းတပင်ရှိသေးသည်ခြံဝင်းဝဲကလေးကပါလာသောတပင်များထိုပင်များသည်ຫນွေဦးပေါက်ချိန်တွင်ဝေနေအောင်ပွင့်တတ်သည်အရွက်စိမ်းရင်းရင်များကြားကပွင့်ဖက်ဖြူဝစ်ဆန်ဝါကန်းကော်ပွင့်များကန်းကော်ရနန်းသည်ထမင်းစားကန်မိဖို့ကန်းသို့သာမကအဲကန်းသို့ပင်လေတင့်တိုင်းမှွေးမြလာတတ်သည်ကန်းကော်ပွင့်ချိန်တွင်မေသည်ကိုင်းချိုယူလေးမရှိအပင်မှသာဒီတိုင်းထားသည်လင်းအိမ်ပြန်ပြစ်သည့်ຫນွေဦးတို့တွင်အိမ်သည်ကန်းကော်ရနန်းဖြင့်ထုံသင်းလျက်ကောင်းမှုတဲ့ဟုဖေညှွန်းတတ်သောပန်းရနံကိုလင်းကတော့ဆွဲလာသည်မေလည်းလင်းလိုပဲဆွဲလိမ့်မည်အိမ်ထဲတွင်ကန်းကော်ပွင့်ကိုအလှဆင်ပန်းထိုးသည်အလေးမရှိတော့လေမိဖို့ကန်းပရင်ဝါမှဖြစ်စေထမင်းစားကန်းပရင်ဝါမှဖြစ်စေအမှတ်မထင်ရက်တန့်ငေးကကန်းကော်ရနံရှူရှိုက်သည့်မေကိုလင်းတွေ့ရတတ်ပါသည်မော်လမြိုင်ရောက်ပြီဆိုသည်နှင့်မိသားစုပြီးလျင်မမအောင်ကိုလင်းသတိရတော့သည်တည်တဲ့စာအရွယ်ကလေးကအတူနေလာရသောမမအောင်သည်လင်းအတွက်တော့သွေးသားရင်ပမာဦးအားကာလအတော်ကြာမှသာအမျိုးမတော်ဆက်မှန်သိနာလေရသလိုပင်မမအောင်သည်လည်းလင်းဤအမရင်မဟုတ်ကြောင်းကြီးပြင်းတော်မှသာတည်တတ်ခဲ့ရပါသည်ကြီးပြင်းတော်မှသာတည်တတ်ခဲ့ပါသည်ခုတော့မမအောင်သည်မော်လမြိုင်မြို့ပေါ်မှာမရှိသူ့ဖေနေထိုင်ရာရွာမှာပင်အိမ်အောင်ကြကခြေချနေသည်သားသမီး2ယောက်ရှိပြီဟုမေပြောပြပါသည်အိမ်ကိုမကြရောက်လာတတ်တဲ့ရောက်တိုင်းလဲလင်းကြောင်မေးမြန်းတတ်တဲ့2006ခုနှစ်မှာခွဲခွာရသောမမအောင်နှင့်
2010သတင်းကြွတုံးကတကြိမ်သာဖေဖေတို့ကိုသူတို့မိသားစုလိုက်လာကြောစဉ်ဆုံလိုက်ရသည်ထိုစဉ်ကတော့တဦးကလေးကိုကိုဝင်ဆောင်ထားကားစားဖြစ်လေသည်တတိရလိုက်တာဟဲ့ဆိုကမမအောင်မျက်ရည်ကျပုံကိုမနေ့ကအိမ်ရောက်ခိုက်စိတ်အခြေကြကြိုက်မှာပင်တတိရလိုက်သေးသည်သို့တော့ဒီတစ်ချိန်အိမ်မှာမဟုတ်ပဲတိုက်ဆိုင်စွာဆုံရလိမ့်မည်မထင်ခဲ့ချေလင်းသည်တနင်္ဂနွေနေ့နဲ့ခင်မှာတော့အိယာကစောစောနိုးထားသည်ခရီးပန်းတာပြေပြောက်ခဲ့ပြီနနက်စာစားပြီးချိန်တွင်အကိုကြီးလိုက်ပို့တာကြောင့်တောင်မော်ရန်သို့ရောက်ရတော့သည်ဦးစီနာဖျားဖူးသည်နနက်နေကြည့်ဝဲမြို့မြင်ကွင်းကိုအေးချမ်းလှပစွာမြင်ရသည်တန်လွင်မြစ်သည်လင်းကိုလွမ်းစရာပုံရိပ်နှင့်နှုတ်ဆက်လျက်နောက်ကြိုက်တန်လန်ဖျားဖူးမျောသည်တောင်မော်ရန်တလျှောက်ဆက်သွားအောင်မလားဟုအကိုကြီးကမေးတော့လေဈေးလိုက်ပို့ပြီးတော့ဟူသာလင်းဆိုရသည်ကီတီအတွက်အာကအတွက်မွန်ရိုးရာထဲများဝယ်မည်တစ်တီးဝယ်မည်တောင်မော်ရန်မှသူတို့မောင်နှမပြန်ဆင်းခဲ့တော့နနက်9 နာရီတတာဈေးရောက်လျင်အကိုကြီးကကားပေါ်မှာသာစောင့်နေတော့သည်လင်းသည်ဈေးတွင်ဝင်ကကီတီအတွက်မွန်ရိုးရာလုံးကြီးအာကအတွက်ပစိုးဝဲသည်ဈေးတဲ့ဟိုဟိုဒီဒီငေးကပြန်ထွက်လာခိုင်းမှာပင်လက်ကိုတစုံတစ်ယောက်ကဖမ်းဆွဲလိုက်သည်အထိတ်တလန့်လှဲ့ကြည့်မြင်လိုက်ရသူကြောင့်လင်းဟာကနေဖြစ်သည်မမအောင်ရဲ့မမအောင်သည်ရွှင်ပြုံးကမျက်ရည်ဝဲကဘယ်တော့မှပြန်လာတာလဲလင်းရဲ့မမအောင်ဤလက်များကိုဝမ်းသာအားရဆုပ်ခါလင်းလဲမျက်ရည်ဝဲလာပါသည်မနေ့ကပဲရောက်တာဒီညကားနဲ့ပြန်ရမှာလीကြည်အောင်မချင်းမဲနဲ့လာတွေ့တယ်လင်းဝမ်းသာလိုက်တာတွေ့လဲတွေ့ချင်နေတာမမအောင်သည်တကယ်မိန်းမကြီးတယောက်အတွင်ဖြစ်နေပါသည်အသက်ထက်အပုံကြီးရင်ရောနေသည်စပင်ကိုနောက်တွင်ဖြစ်တယ်လို့ထုံဖွဲ့ထားသည်အယောင်မှိုင်းမှိုင်းခြေလုံးကြီးဝစ်ခါအပေါ်ကတော့ပွင့်ရိုက်ဘလောက်စ်ကိုဝတ်ထားသည်အပြိုပေါက်အရွယ်ကအထက်အောက်အယောင်တိုက်ဝတ်တတ်သောမမအောင်ကိုသတိရသည်ခုတော့အောက်ကလုံးကြီးမှာအညိုမှိုင်းမှိုင်းဖြစ်သည်အပေါ်အင်းကြီးကတော့အပြာနုဖြစ်သည်တနှစ်သာသာရှိမည်ကလေးငယ်ကိုပို့ထားပါသည်စကားများစွာပြောသည်မိကွန်လည်းများစွာမေးသည်ဈေးတဲ့လူသွားလူလာရှောင်းနိုင်ရန်ဘေးသို့တိုးကပ်ခါစကားပြောနေကြရသည်မမအောင်သည်ကလေးပေါစနဘွားကလေးကထိန်ချောင်းလာရသောလင်းတယောက်အပြိုကြီးဖာဖာဖြစ်အောင်မကသူ့အပေါ်အရက်မိုးနေပုံကိုသဘောတကျဖြစ်နေသည်တပြုံးပြုံးနှင့်မျက်နှာပြင်ကိုအရိပ်လိုမော့ကြည့်လုံနေသည်အခုပစ္စည်းဝယ်ဆင်းလာတာလင်းရဲ့ရွာကဆိုင်အတွက်ပေါ့ဆိုင်ကြီးလည်းမဟုတ်ပါဘူးလေကုံစုံဆိုင်လေးပဲပြီးတော့မမကြီးတင်ပေးထားတဲ့ချက်ချုပ်ပညာဟာအခုတော့အသုံးဝင်နေပြီဆက်လဲချုပ်တယ်လှုပ်လို့ရတာအကုန်လှုပ်တာပဲခလေးကလည်း2 ယောက်ပဲတော်ပြီဒါမှပဲပညာကောင်းကောင်းသင်ပေးနိုင်မှာကိုတော့ကစားတော့မမကြီးသင်ပေးလို့ရေးတယ်ဖတ်တတ်လာတာဟုတ်ကလေးတွေတော့စာတတ်မှဖြစ်မယ်မိခင်မြစ်တာသည်မမအောင်ဤမျက်နာထက်ဝဲလင်းလန့်နေပေသည်ကျမ်းမာကြီးလည်းဂယုဆိုင်နော်မမအောင်ကလေးတွေကြီးပဲဂယုမဆိုင်နဲ့ကိုလည်းဂယုဆိုင်အောင်လူဖြစ်မြင်ရတာအသက်40မိန်းမကြီးလို့နေထားတယ်နောက်တစ်ခါဒါမျိုးမမြင်ချင်ဘူးနော်ကြည်စမ်းမမအောင်တစ်သက်လုံးထိန်းလာရတဲ့လင်းကမမအောင်ကိုတော့ပြန်ဆုံးမနေပြီမမကြီးမြင်စေချင်လိုက်တာမမအောင်ကရည်နေသည်ရည်ရင်ကရုပ်ချေတရေရပြန်တယ်လို့မမကြီးနေကောင်းတယ်ဟုတ်ဟိုကောက်ခါငင်းကဆိုသည်ကောင်းပါလေမမအောင်ကလည်းမြို့ထဲရောက်တာတော့အိမ်ဘက်ဝင်တာမဟုတ်ဘူးအခုလိုက်မလိုက်အိမ်မမေရှိတယ်မလိုက်တော့ပါဘူးလင်းရဲ့ဒီနေ့တော့ဈေးဝယ်ဆင်းလာတာမို့လို့နောက်တစ်ခါမှတေချာလာခဲ့မယ်လို့ပြောပြီးလင်းတို့သည်ရီကာမောကာနှင့်ပင်နှုတ်ဆက်ကြော်ခိုင်းရသည်ခြေလန်း2 လန်း3 လန်းမျှရှိလင်းနော်လင်းရီဟုမမအောင်ခေါ်တဲ့ကြောင့်ခြေစုံရက်ကလှည့်ကြရသည်မမအောင်သည်လင်းရှိရာသို့ပြန်လျှောက်လာသည်မေးဖို့ဟာမေ့နေလို့ဦးနဲ့ကောတွေ့သေးလားလို့ဘာရမဟုတ်ပါဘူးတတိယလို့ဦးကဂျပန်မှာလေမမအောင်ရဲ့ဒီလာပြန်လာမှဟုစကားဆက်ရန်ပြင်ပြီးကမှတွေးဝေးစိတ်ဝင်၍တိုးလိုတန်လန်ရက်သည်တစ်ချက်ကြီးကမတွေ့ရကြပြီလေနဘန်းသမားတွေလိုလူဝါကြီးအောင်ဖြစ်နေပြီလားမသိဘူးစသဖြင့်ပေါ့ပါဟန်စကားဆက်လိုက်ပါသည်မ
မမအောင်သည်မေမေနှင့်အနေနေသူဖြစ်သည်အိမ်တို့လည်းနောက်တစ်ပတ်နှစ်ပတ်အတွင်းမရောက်ဘူးမပြောနိုင်။ဦးပြန်လာမည်အကြောင်းမမေကိုပြောရမလားမပြောရဘူးလားလင်းမဝေခွဲနိုင်သည်။ချစ်ခင်သူကိုလိန်ညာလိုက်ရ၍အနေခံလာသည်။မမအောင်၏ရိုးသားသောမျက်လုံးများကိုရင်ဆိုင်နိုင်စွမ်းမရှိ၍ပင်ကလေးငယ်ကိုသာတခိခိရီအောင်အကြောင်းမဲ့မြူလိုက်ရလေသည်။နားဆင်ပေးခဲ့တာကျေးဇူးများကြီးတင်ပါတယ်ရှင်။အပိုင်း30ကိုဒီမှာပဲခေတ္တရနာပြီးအပိုင်း7နောက်ဆုံးပိုင်းမှာပြန်ဆောင်ကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။